မင်္ဂလာပါဒေါက်တာရဲပါဒီနေ့မှာတော့ကျွန်တော်က skin care program အတွက်မိခွန်းလေးတွေဖြည့်ဖို့ပြန်ရောက်လာပါပြီဆိုတော့ဒီနေ့ရဲ့ပထမမိခွန်းလေးကြည့်လိုက်အောင်နော်သူကမေးထားတာကတင်းတိတ်ထွက်ချင်သလိုလေလောင်ကွက်လေးတွေဆိုဘာတော့ရမလဲ sunscreen တွေရတဲ့သူမေးထားတဲ့မိခွန်းလေးကကောင်းပါတယ်ကျွန်တော်ဒီတင်းတိတ်တို့လေလောင်ကွက်ဆိုရင်တော့ကျွန်တော်ဒီ sunscreen ကမှဖြစ်မနေသုံးသင့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီညွှန်ပြရမယ်ဆိုရင်ကျွန်တော်ဒီ Bioderma တွေက Sport A sunscreen လေးသုံးလို့ရတယ်ဒါမှမဟုတ်ပေါ့နော်ကျွန်တော်ဒီအသစ်ထုတ်ထားတဲ့ကျွန်တော်ဒီ Photodan Ace Defense sunscreen လေးဆိုရင်လည်းပို့ပြီးတော့အဆင်ပြေရပါတော့။ဘာဖြစ်လဲဆိုတော့အဓိကသူ့မှာကျွန်တော်ဒီ environmental active defense ပါဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီ UVA UVB တွေမကဘူးကျွန်တော်ဒီ visible light ကိုပါသူကကာကွယ်ပေးနိုင်တဲ့တက်ပါတယ်။နောက်ကကျတော့ long lasting ဖြစ်တာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီနေအောင်တန်ကိုပေးကြအလုံးလောက်ကာကွယ်ပေးနိုင်တယ်ပေါ့နော်။နောက်သူ့မှာထူးခြားတဲ့ချက်ကကျွန်တော်ဒီ detox ပေါ့နော် detox ပါဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီမျက်နှာသားရည်ကိုသူကလန်းဆန်းစေတယ်တန့်စင်စေတယ်ပေါ့နော်။အဲ့အတွက်ကြောင့်မို့ကျွန်တော်ကတင်းတိတ်တို့နေလောင်ကွက်တို့သုံးမယ်ဆိုရင်ဒီ Photodan Ace Defense sunscreen တွေသုံးဖို့အကြံပေးချင်ပါတယ်ဒီတင်းတိတ်အတွက်ဆိုရင်တော့ sunscreen တစ်ခုတည်းနဲ့ကျတော့သူကအဓိကပုံမဆိုးအောင်ထက်မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့အဓိကတက်တာရောပေါက်တော့ဆိုရင် sunscreen တစ်ခုတည်းနဲ့မလုံလောက်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီ topical lens လေးတွေတွဲသုံးတာမျိုးရှိမယ်နောက်ကကျတော့ oral တောက်ဆေးလေးတွဲတောက်တာမျိုးရှိမယ်ဒါမှမဟုတ်ကျွန်တော်ဒီ treatment တွေနဲ့တွဲယူတာမျိုးရှိမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတင်းတိတ်ကိုပို့ပြီးတော့အခုတက်ပို့ပြီးတက်တာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါသက်ဆိုင်ရာဆေးကန်းတွေမှာသွားပြီးတော့ဆွေးနွေးမယ်တိုင်ပင်မယ်ကုသမှုတွေရယူဖို့ကျွန်တော်အကြံပေးချင်ပါတယ်โอเคနောက်မိတ်ကလေးခုတွားရအောင်နော်โอเคဆိုတော့ဒီ trust ဆိုရင်တော့ကျွန်တော်မဖြစ်မနေသုံးစုကြတယ်တခုရှိရပါတော့ဒီအစီအပြန်အမဲဆက်သမားအတွက် skin care အတွက်ပြရမယ်ဆိုရင်ကျွန်တော်ဒီ cleansing ဘိုင်းကနေစတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ cleanser မှာညှိရမယ်ဆိုရင်ကျွန်တော်ဒီအစီအပြန်နာတက်တာစီကိုအတွက်ဆိုရင်ကျွန်တော်ဒီ CPN ဂျယ်မူးဆန်တွေကိုညွှန်းကျင်တယ်ပေါ့နော်ဒါဆိုတော့အဓိကသူ့မှာဒီအရေးပြားကိုတန့်စင်ပေးနိုင်တဲ့ကျွန်တော်ဒီ copper sulfate ပါမယ်နောက်ကကျတော့အစီကိုထိန်းပေးနိုင်တဲ့ zinc sulfate ပါဖြစ်တဲ့ကြောင့်မို့ဒီအစီအပြန်နာကိုသူကတက်တာစီရပေါ့နော်အမေသက်အတွက်မေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကပေါ့နော် CPN serum လေးကိုထည့်သုံးစုခြင်းတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီ CPN serum လေးမှာဆိုရင်ကျွန်တော်ဒီ salicylic acid ပါတာဖြစ်တဲ့ကြောင့်မို့သူကအမဲသက်ကိုတက်တာရောပါစေတယ်နောက်ကကျတော့ hyaluronic acid ပါတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်ဒီရေဓာတ်ကိုသူက8နာရီကြာထိန်းထားပေးနိုင်တယ်ပေါ့နော်serum လေးပြီးသွားရင်တော့ကျွန်တော်ဒီ moisturizer မဖြစ်မနေသုံးရမှာဆိုတော့လေကျွန်တော်ဒီသူ့ရဲ့အသားရည်ကအစီပြန်နဲ့ဝက်ချန်လေးမထွက်ဘူးဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ CPN sensitive moisturizer ဆိုရင်တော့သူကအသင့်တော်ဆုံးဖြစ်နေလို့ထင်ပါတယ်ကျွန်တော်ဒီအရေးဆုံးဆင်လေလာပြီပေါ့နော်ကျွန်တော်ဒီအမဲဆက်အတွက်ဆိုရင်မရှိမဖြစ်လိုအပ်တာကျွန်တော် sunscreen ပေါ့နော်ဒီ Bioderma ဆိုရင်ကျွန်တော်ဒီအသစ်ထုတ်ထားတဲ့ Photodan Ace Defense ဆိုတဲ့ sunscreen လေးဆိုရင်ကျွန်တော်တို့ဒီအရင်ထွက်ထားတဲ့ sunscreen တွေမတူတာကကျွန်တော်ဒီ environmental active defense ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီ UVA UVB တွေမကဘူးကျွန်တော်ဒီ visible light ကိုပါသူကကာကွယ်ပေးနိုင်တဲ့အစွမ်းတက်တရှိတယ်နောက်တစ်ချက်ကကျတော့သူက long lasting ပေါ့နော် long lasting ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီနေရောင်ခြည်ကိုသူကကြာရှည်စွာခံနိုင်ရရှိတယ်နောက်တစ်ခုကကျတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ကျွန်တော်ဒီ detox effect ပေါ့နော် detox effect ပါလာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီမျက်နှာသားရည်ကိုသူကတန့်စင်စေပြီးတော့အမဲဆက်တွေကိုကျွန်တော်ဒီမျက်နှာသားရည်ညစ်တာကိုသူကတက်တာစေရပေါ့နော်အခုကျွန်တော်ပြောထားတဲ့ဒီ skin care set လေးဆိုရင်ကျွန်တော်ဒီအခုမေးထားတဲ့အစီပြန်ပြီးတော့ amazing ရှိတဲ့ဒီပဲအသင့်တော်ဆုံး skin care set လေးဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ် okay ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီနောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်တို့ဒီကုန်းလေးတွေပြန်ဖြည့်ရင်းနဲ့ပြန်လည်ဆုံးပြကြမယ်နော်